ဒီကနေ့မှာတော့ပရိသတ်တွေအတွက်လူသားများဖူးမြော်ကြီးညိုခွင့်မရတဲ့ဇေဒီတူသုံးစုအကြောင်းကိုဘုဒ္ဓအနေနဲ့တိဆက်ပေးလိုက်ရပါတယ်ရှင်။လူသားများမဖူးရတဲ့ဇေဒီတူသုံးစုဆိုတာရှိပါတယ်။နံပါတ်1ဆူနာမဏိဇေဒီတော်နံပါတ်2ဒုတ်တဇေဒီတော်နံပါတ်3မဟေတရဇေဒီတော်တို့ဖြစ်ကြပါတယ်။နံပါတ်1ဆူနာမဏိဇေဒီတော်တာရိနာနတ်ပြည်မှာတကြားမေးတည်ထားတဲ့ဇေဒီပဲဖြစ်ပါတယ်။တိတ္တထမင်းသားကကနကမြင်းကိုဆင်ပြီးမောင်ဆန်နဲ့အတူတောထွက်ကြရမှာအနော်မာမြစ်ကိုရောက်တဲ့အခါကနကမြင်းနဲ့မောင်ဆန်ကိုပြန်လွတ်ပြီးအလောင်းတော်ကဆန်တော်ကိုဖျက်ပြီးတော့ငါသည်အကယ်စင်စစ်ဖျားဖြစ်မည်ဆိုပါကဤဆန်တော်သည်ကောင်းငင်၌တည်ကြည်သည်အကယ်၍ဖျားမဖြစ်ပါကမြေ၌ကျစေသည်လို့ဒိဋ္ဌံပြပြီးကောင်းငင်ကိုမြှောက်ပစ်လိုက်ရမကိုင်းနဲ့တကွသောစရုံးတော်ကအထက်ကိုတယုစနာတတိုင်းတက်လို့ကောင်းငင်မှာတည်ပါ၏အဲ့ဒီကတကြားမင်းကဆန်တော်ကိုမြင်လို့ယတနာပန်းနှောင်းနဲ့ခံယူပြီးတော့မိမိနေရာတာရိနာနတ်ပြည်မှာဆူနာမဏိစေတော်ကိုတည်ထားကိုကြွယ်ပါတယ်။နံပါတ်2ဒေါသစေတော်တိတ္တထမင်းသားဖျားလောင်းတော်ကဆန်တော်ကိုပယ်ပြီးတဲ့နောက်ယခုငါဝေထားတဲ့အဝတ်တွေကရမ်းများနဲ့မလျှောက်ပတ်ဘူး။သူတို့ကိုလည်းပယ်စွန်းမှတော်မယ်လို့ကြံစီတော်မူတဲ့အဲ့ဒီကကတ္တဗဘုရားရှင်လက်ထက်တော်ကမိတ်ဆွေဖြစ်ခဲ့မှုတဲ့နာနိကာရမြမကြီးကကမ္ဘာဦးကနမိတ်အဖြစ်ပေါ်ထွန်းလာတဲ့ကြာယုံအတွင်းကြာတဝင်းကပရိက္ခယာ၈ပါးကိုထိမ့်သိမ်းထားရကအလောင်းတော်တန်လာရောက်ကလူတဲ့အလောင်းတော်ကအဲ့ဒီပရိက္ခယာကိုဆင်မြန်ပြီးဝလဲတော်ကိုမြှောက်ပြလိုက်တဲ့ဒီဝလဲတော်ကိုမြမမင်းကဆောင်ယူပြီးတုတ္တဝါဒမြမပုံမှာဇေဒီတည်ထားပါတယ်ဒီဇေဒီက12ယူဇနာမြင့်နေဆိုပြီးတော့ဗုဒ္ဓဝန်သားအထကထာ333မှာဆိုပါတယ်နံပါတ်3မဟေတရဇေဒီတော်ဟိမဝန္တာတောင်အတွင်းမှာမန္နာဂိရိအမည်ရှိတဲ့တောင်မှာမဟေတရအမည်ရှိတဲ့တကုံးကြီးသောနတ်တစ်ပါးရှိပါတယ်။အခါတစ်ပါးမှာဘုရားရှင်ကဟိမဝန္တာအရက်နန်းသာတော်ကိုကြပြီးနေတန်တဲ့အဲ့ဒီကမဟေတရနမင်းကလာရောက်ပြီးဘုရားရှင်နဲ့ရှင်မြိုင်ကစားလိုပါရဲ့လို့ရှောက်တဲ့ဒီအခါဘုရားရှင်ကဒီနတ်ဘလူးကတကုံးကြီးသူဖြစ်တဲ့တာနာတော်ကိုကြည်ညိုလိုက်ရင်တော့များစွာအကျိုးရှိလိမ့်မယ်။ဒါကြောင့်သူ့လိုကိုလိုက်အောင်မဆိုပြီးအချင်းနမင်းငါနဲ့ဘလို့ကစားကျင်တယ်လေလို့မိတဲ့မဟေတရနတ်ကရာသူသားငယ်များကဲ့သို့တူတူပုံနဲ့ကစားကျင်ပါလေလို့ရှောက်ထားတော့ဖះရှင်ကဒါဖြင့်တင်ကဥစွာပုံမှာငါကဖော်ပါမယ်လို့ပြောတဲ့ဒါလို့ဆိုရင်မျက်စိကိုပိတ်ထားပါကျွန်ုပ်ပုံွယ်ပါမယ်လို့ရှောက်ထားပြီးမဟေတရနမင်းကသူ့ကိုကွဲကမြေကြီးအတွင်ပြောက်ွယ်စေပြီးမှဖော်ပါလို့အတန်ပြုလိုက်တဲ့ဖះရှင်လည်းသူ့ပုံနေတဲ့မြင်းလာကိုယူလက်ဝဲလက်ဝါပေါ်တင်ပြီးမှတခြားမြင်းလာတွေကိုရှက်ချကအချင်းမဟေတရထလောလို့ဆိုတဲ့ဒီကမှမဟေတရကအမှန်မှရှင်ကြီးဂေါရမဟာငါ့ကိုမမြင်ပဲရမ်းပြောတာဖြစ်မယ်လို့အကြံဖြစ်ပြီးမထပင်နေသေးတဲ့ဒီကဘုရားရှင်ကအချင်းမဟေတရဒီလိုမကြံနေငါဟာတင်းရဲ့ခန္ဓာကိုယ်များမကဝမ်းတွေကဥခွေများထိအောင်မြင်တယ်လို့မိန့်တော်မူမှပုံရကထပြီးအရှင်ဂေါရမအရှင်ဟာအမှန်တကယ်တကူကြည်ပါတယ်သို့တော့အရှင်ပုံမအောင်အရှင်ကိုကျွန်ုပ်ရှာမအောင်မယ်လို့ပြောတဲ့မြတ်စွာဘုရားကငါပုံရမယ်ဆိုတော့တင်းရဲ့မျက်လုံးတွေကိုလက်နဲ့ဖုံးထားပါလို့မိန့်တော်မူပြီးကိုရောကိုပရမာဏုမြူများလောက်ဖန်ဆင်းပြီးတော့နမင်းရဲ့မျက်စိနှစ်ဖက်ကြားမှာပုံတော်မူပြီးကောင်းကင်ကအတန်ပေးလိုက်ပါတယ်မဟေတရနတ်လေးမျက်နှာကိုဖွင့်ထောင်ဝန်းကျင်ကြည့်တော့လေဖះရှင်ကိုမမြင်ဘူးတဲ့ဒါကြောင့်ရင်မြေတောတောင်သမုတ်တရားမကြအောင်ဘလို့ရှောင်ဝေးလို့မြမတူတော့မှဖះရှင်ကိုပန်ပြီးရှာတဲ့အဲ့ဒီခါမှဖះရှင်ကမဟေတရနမင်းရဲ့မျက်မှောက်ကြားကဆင်းသက်တော်မူလာတဲ့ဖះရှင်ရဲ့တကူတော်ရီမြင်ရမှမဟေတရနမင်းကဖះရှင်ကိုကြည်ညိုပြီးဖះရှင်တန်တရဏဂုံရှုကဥပဒကအဖြစ်ခံယူပြီးနောက်မြတ်စွာဘုရားရှင်ကလူသားဖြစ်တော်လေလူတို့စားသောစုံမများနဲ့မတန်ဘူးဒါကြောင့်မန္နာဂိရိတောင်မှာအမြဲတမ်းသုံးပါနတ်ဆိုးကုန်းများကိုအမြဲစက်ကပ်ပါမယ်လို့ရှောက်ထားတဲ့ဘုရားရှင်ကခွင့်မပေးတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့ရုပ်ပွားတဲ့တော်ကိုကိုးကွယ်ခွင့်ပေးတော်မူပါလို့ရှောက်ထားတယ်တဲ့ဘုရားရှင်ကအခွင့်ပေးတဲ့အခါမန္နာဂိရိတောင်မှာယတနာ9ပါးတို့နဲ့စမ်းကြဲတဲ့ကျောင်းတော်ကြီးကိုဆောက်တဲ့အဲ့ဒီကျောင်းတော်ကြီးအတွင်းမှာကန္နာကုဏီတိုက်ကိုဖန်ဆင်းနေကန္နာကုဏီတိုက်အတွင်းမှာလက္ခဏာတော်ကြီးငယ်တို့နဲ့တိတ်တိတ်တဲ့ဘုရားရှင်ရဲ့ရုပ်ထုတော်ကိုပြုလုပ်ပြီးမြောင်မင်းတကောင်ကိုအကျဉ်းနဲ့တကွကျောင်းပရိဘောဂကိုပြုပြင်ဆောင်ရွက်ဖို့အတွက်အနံထားတဲ့ဒါကမဟေတရဇေဒီတော်ပါဇေဒီဆိုတာကဓာရုဇေဒီဩဒိတဇေဒီပရိဘောဂဇေဒီတပဇေဒီရဲ့လို့လေးစုရှိပါတယ်ဇေဒီလို့ဆိုလိုက်ရင်တော့ရွှေတကုံဇေဒီလို့ဇေဒီကိုပဲမြင်တတ်တယ်အမှန်ကတော့မဟာမြတ်မှုနေလို့ရုပ်ပွားတော်ကလည်းဇေဒီပါပဲအခုဇေဒီ၃မျိုးမှာမဟေတရဇေဒီကရုပ်ပွားတော်ဇေဒီပဲဖြစ်ပါတယ်ရှင်
ဟုတ်ကဲ့ပါဒီကနေ့မှတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုမွေးရင်းရှိသားတဲ့ထီးချိုက်မြို့တည်တော်ဆရာတော်ကိုလည်းလေးစားစွာနဲ့ credit ပေးပါရရှင်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။